မင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမတို့ဒီနေ့မှာအရုံအကြောင်းလေးတင်ဆက်ပေးကြပါမယ်ဒီဇလန်ကနေကျမတို့အတွက်ဘလို့သင်ခန်းစာရလိုက်မလဲဘလို့အတွေ့အကြုံတွေရနိုင်မလဲဒါဆိုစလိုက်ကြအောင်အမေရိကန်ရဲ့အကြီးမားဆုံးကုမ္ပဏီတွေကတစ်ခုကဘာကြောင့်ပြိုလဲသွားခဲ့တာလဲတချိန်ကအရုံဆိုတာအမေရိကန်နိုင်ငံရဲ့အလွန်အောင်မြင်တဲ့ကုမ္ပဏီတွေကတစ်ခုဖြစ်ခဲ့ပါတယ်စွမ်းရည်လုပ်ငန်းကနေစတင်ခဲ့ပေမဲ့နောက်ပိုင်းမှာ technology ကုမ္ပဏီတစ်ခုလို့ပြောဆိုခံခဲ့ရတဲ့အထိကြီးထွားလာခဲ့ပါတယ်Wall Street ကလည်းအရွန်ကိုယုံကြည်ခဲ့တယ်။ Investor တွေကလည်းအရွန်ရဲ့အနာဂတ်ဟာအလွန်တောက်ပတယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့နှစ်အနည်းငယ်အတွင်းမှာပဲအဲ့ဒီအောင်မြင်မှုကြီးဟာပြိုလဲသွားခဲ့ပါတယ်။အရွန်ဟာ2000ခုနှစ်မှာ bankruptcy ကြော်ညာခဲ့ပြီးအဲ့ဒီအချိန်ကအမေရိကန်သမိုင်းမှာအကြီးမားဆုံး corporate bankruptcy တွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ဒါဆိုဘာတွေဖြစ်ခဲ့တာလဲ။အရွန်ကတကယ်အောင်မြင်ခဲ့တာလား။ဒါမှမဟုတ်အောင်မြင်နေတယ်လို့လူတွေကိုယုံကြည်အောင်ဖန်တီးထားခဲ့တာလား။ဒီနေ့တော့အရွန်ရဲ့အံ့အားသင့်စရာကောင်းတဲ့အတက်အကျဇလန်းကိုပြင်ကြည့်ကြရအောင်။အရွန်ရဲ့စဟာ1980ပြည့်လွန်နှစ်တွေမှာစတင်ပါတယ်။ Houston Natural Gas နဲ့ Internorth တို့ပေါင်းစည်းပြီးအရွန်ကိုဖွဲ့စည်းခဲ့ပါတယ်။အစပိုင်းမှာတော့တဘာဝဓာတ်ငွေ့နဲ့စွမ်းအင်ပိုင်းမှာလုပ်ကိုင်တဲ့ကုမ္ပဏီတစ်ခုပါ။ဒါပေမဲ့ကုမ္ပဏီရဲ့ CEO ဖြစ်လာတဲ့ Jeffrey Skilling လက်ထက်မှာအရွန်ရဲ့ business model ကအကြီးအကျယ်ပြောင်းလဲလာပါတယ်။အရွန်ဟာရိုးရိုး energy ကုမ္ပဏီတစ်ခုအဖြစ်မနေတော့ပဲစွမ်းအင်နဲ့ပတ်သက်တဲ့ contract တွေကိုရောင်းဝယ်တဲ့ training business ဘက်ကိုတိုးချဲ့လာပါတယ်။ဒီ business model ကအဲ့ဒီအချိန်မှာအလွန်ဆန်းသစ်ပါတယ်။အရွန်ဟာ energy market ကို technology နဲ့ finance ပေါင်းစပ်ပြီးပြောင်းလဲနိုင်မယ်လို့ပြသခဲ့ပါတယ်။ Natural gas, electricity စတဲ့စွမ်းအင်အမျိုးမျိုးကို commodity လိုရောင်းဝယ်နိုင်မယ် market တစ်ခုဖန်တီးဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့အရွန်ရဲ့ဝင်ငွေတွေမြင့်မြတ်တိုးလာပါတယ်။ကုမ္ပဏီရဲ့ stock price လည်းမြင့်တက်လာပါတယ်။ Wall Street ကအရွန်ကိုအလွန်စိတ်ဝင်စားလာပါတယ်။အရွန်ဟာအောင်မြင်မှုရဲ့သင်္ကေတတစ်ခုလိုဖြစ်လာပါတယ်။အရွန်ရဲ့အထင်ရှားဆုံးအစီအစဉ်တွေထဲမှာအရွန် online ပါဝင်ပါတယ်။1996ခုနှစ်မှာစတင်ခဲ့တဲ့ဒီ online trading platform ကစွမ်းရည်နဲ့ commodity တွေကို online ကနေရောင်းဝယ်နိုင်အောင်ပြုလုပ်ခဲ့ပါတယ်။အဲဒီချိန်မှာဒီလို digital trading platform ကအလွန်ခေတ်မီတဲ့အတွေးအခေါ်တစ်ခုဖြစ်ပါတယ်။အရွန်ဟာ technology နဲ့ business ကိုပေါင်းစပ်နိုင်တဲ့ကုမ္ပဏီတစ်ခုဖြစ်နာမည်ကြီးလာပါတယ်။ဒါပေမဲ့ပြဿနာကအရွန်ရဲ့အပြင်းပန်းအောင်မြင်မှုနဲ့အတွင်းမရဲ့တကယ်ဘဏ္ဍာရေးခြေအနေတွေဟာတဖြည်းဖြည်းကွာဟလာခဲ့တာပါ။အရွန်ရဲ့အကြီးမားဆုံးပြဿနာကအမျက်ဆုံးကိုတကယ်ရရှိတဲ့အချိန်မစောင့်ပဲအနာဂတ်မှာရနိုင်မယ့်အမျက်ကိုလက်ရှိဝင်ငွေအဖြစ်မှတ်တမ်းတင်နိုင်တဲ့အကောင့်နဲ့နည်းလမ်းတွေကိုအသုံးပြုခဲ့တာပါ။ဒီနည်းလမ်းကို mark to market accounting လို့ခေါ်ပါတယ်။ဥပမာအရွန်ကအနာဂတ်မှာနှစ်ပေါင်းများစွာဝင်ငွေရနိုင်မယ့် contract တစ်ခုရှိတယ်ဆိုပါစို့။အဲ့ဒီ contract ကနေအနာဂတ်မှာရနိုင်မယ့်အမျက်ကိုလက်ရှိချိန်မှာပဲခန့်မှန်းပြီးအမျက်အဖြစ်မှတ်တမ်းတင်နိုင်ပါတယ်။ဒီလိုနဲ့စည်ရင်းထဲမှာအမျက်တွေမြင့်လာနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီမြက်ဟာတကယ်ငွေသားအဖြစ်လက်ထဲရောက်နေပြီလို့မဆိုလိုပါဘူး။ဒီလိုအကောင့်နဲ့နည်းလမ်းကိုမှန်ကန်စွာအသုံးပြုရင်တရားဝင်နိုင်ပေမဲ့အရွန်ရဲ့ပြဿနာကဒီစနစ်ကိုအလွန်အမင်းအသုံးချပြီးတကယ်ဘဏ္ဍာရေးခြေအနေကိုဖုံးကွယ်လာတာပါ။အရွန်ရဲ့နောက်ထပ်အရေးကြီးတဲ့ပြဿနာကအကျွေးတွေကိုဖုံးကွယ်ထားခဲ့တာပါ။ကုမ္ပဏီရဲ့ဆက်နွယ်နေတဲ့ Special Purpose Entity SPES တွေကိုအသုံးပြုပြီးအကျွေးနဲ့ဆုံးရှုံးမှုအချို့ကိုအရွန်ရဲ့အဓိကစာရင်းတွေထဲကနေခွဲထုတ်ထားခဲ့ပါတယ်။အဲ့ဒီလိုနဲ့ investor တွေမြင်တဲ့အရွန်ရဲ့ financial statement ကကုမ္ပဏီရဲ့တကယ်အခြေအနေထက်ပိုကောင်းနေတယ်လို့ဖြစ်နေခဲ့ပါတယ်။တနည်းအားဖြင့်ပြဿနာကိုဖြေရှင်းတာမဟုတ်ပဲစာရင်းထဲမှာမမြင်ရအောင်ဖုံးထားခဲ့တာပါ။ဒီနေရာမှာလူများဆုံးမေးကြတဲ့မေးခွန်းတစ်ခုရှိပါတယ်။အရွန်လိုကုမ္ပဏီကြီးတစ်ခုရဲ့ပြဿနာကိုဘယ်သူမှမတွေ့ခဲ့ဘူးလား။တကယ်တော့တန်တရားရှိသူတွေရှိခဲ့ပါတယ်။ financial analyst တချို့ကအရွန်ရဲ့စာရင်းတွေဟာနားလည်ရခက်လွန်းတယ်လို့မေးခွန်းထုတ်ခဲ့ကြပါတယ်။ဒါပေမဲ့အရွန်ရဲ့ reputation ကအလွန်ကြီးမားနေကြတာကြောင့်လူများကဆက်လက်ယုံကြည်နေခဲ့ကြပါတယ်။ဒါဟာ business world အတွက်အရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်လာပါတယ်။နာမည်ကြီး brand တစ်ခုဖြစ်တာနဲ့အရာအလုံးမှန်ကန်တယ်လို့မဆိုလိုပါဘူး။အရွန်ရဲ့ပြဿနာတွေထဲမှာ Sharon Waskin ရဲ့အခန်းကဏ္ဍလည်းအရေးကြီးပါတယ်။သူမဟာအရွန်ရဲ့စီးရင်ပိုင်းဆိုင်ရာပြဿနာတွေကိုသတိထားမိပြီး CEO ဖြစ်တဲ့ Kenneth Lay ထံကိုစိုးရိမ်မှုတွေကိုတင်ပြခဲ့ပါတယ်။အဲ့ဒီချိန်မှာအရွန်ရဲ့အတွင်းပိုင်းမှာတကယ်အခြေအနေကိုသိရှိနေသူတွေရှိနေပြီဆိုတာပြသနေပါတယ်။ဒါပေမဲ့ကုမ္ပဏီရဲ့အပြင်းပန်းအောင်မြင်မှုကတော့ဆက်လက်ရှိနေခဲ့ပါတယ်။2000ခုနှစ်မှာတော့အခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။သတင်းစာတွေ analyst တွေနဲ့ investor တွေကအရွန်ရဲ့ financial statement တွေကိုပုံမစစ်ဆေးလာကြပါတယ်။အရွန်ရဲ့စာရင်းတွေထဲမှာပြဿနာတွေရှိနေကြောင်းပေါ်လာပါတယ်။ကုမ္ပဏီရဲ့ stock price ကလည်းအလွန်မြင့်မြတ်ကျဆင်းလာပါတယ်။တစ်ချိန်ကဒေါ်လာ90ကျော်အထိရောက်ခဲ့တဲ့အရွန်ရဲ့ stock price ဟာနောက်ဆုံးမှာဒေါ်လာ1အောက်ထိကျဆင်းသွားပါတယ်။ investor တွေရဲ့ယုံကြည်မှုလည်းပျောက်ဆုံးသွားပါတယ်။2001ခုနှစ်ဒီဇင်ဘာလမှာအရွန်က bankruptcy ကြေညာခဲ့ပါတယ်။အရွန်ရဲ့ကြာရှုံးမှုဟာအရွန်တစ်ခုတည်းကိုပဲထိခိုက်စေတာမဟုတ်ပါဘူး။
အန်ရွန်ရဲ့အော်ဒီတာဖြစ်တဲ့အာသာအန်ဒါဆန်လည်းအကြီးအကျယ်ထိခိုက်ခဲ့ပါတယ်။အန်ရွန်ရဲ့အကောင့်ထဲနဲ့အော်ဒစ်ပတ်ဝန်းကျင်မှာဖြစ်ခဲ့တဲ့ပြဿနာတွေကြောင့်အာသာအန်ဒါဆန်ရဲ့ reputation ပျက်စီးသွားပြီးနောက်ပိုင်းမှာကုမ္ပဏီဖြစ်ရပ်တည်နိုင်ခြင်းမရှိတော့ပါဘူး။ဒါကြောင့် Iron Scandal ဟာကုမ္ပဏီတစ်ခုရဲ့ bankruptcy ထက်ပိုကြီးမားတဲ့ corporate scandal တစ်ခုဖြစ်လာပါတယ်။ Iron Scandal ပေါ်ပေါက်ပြီးနောက်အမေရိကန်မှာ corporate account နဲ့ financial reporting ပိုင်းကိုပုံမတင်းကျပ်စွာထိန်းချုပ်ဖို့လှုံ့ဆော်ခဲ့ပါတယ်။2002ခုနှစ်မှာ Sarbanes-Oxley Act ကိုပြဋ္ဌာန်းခဲ့ပြီး public company တွေရဲ့ financial reporting နဲ့ internal control တွေအပေါ်ပုံမတင်းကျပ်တဲ့စည်းမျဉ်းတွေသတ်မှတ်ခဲ့ပါတယ်။အဓိကရည်ရွယ်ချက်ကတော့ကုမ္ပဏီတွေက investor တွေကိုဘဏ္ဍာရေးအခြေအနေမှန်ကိုပုံမတိကျစွာတင်ပြရစေဖို့ပါ။အန်ရွန်ရဲ့ကြာရှုံးမှုက business world တစ်ခုလုံးအတွက်သတိပေးချက်ကြီးတစ်ခုဖြစ်လာပါတယ်။အန်ရွန်စီကရနိုင်တဲ့သင်ခန်းစာများစည်ရင်းတွေကအမျက်နဲ့တကယ်ငွေသားမတူဘူး။ကုမ္ပဏီတစ်ခုရဲ့ revenue နဲ့ profit တွေမြင့်နေတာတစ်ခုတည်းနဲ့ကုမ္ပဏီကငွေကြေးကျန်းမာတယ်လို့မဆိုနိုင်ပါဘူး။ cash flow, debt နဲ့တကယ်လုပ်ငန်းရဲ့အခြေအနေတွေကိုလည်းကြည့်ဖို့လိုပါတယ်။ transparency ကအရေးကြီးတယ်။ကုမ္ပဏီတစ်ခုကပြဿနာတွေကိုဖုံးကွယ်ထားနိုင်ပေမဲ့အမြဲတမ်းဖုံးထားနိုင်မှာမဟုတ်ပါဘူး။ဒီနေ့မှာအမှန်တရားကပေါ်လာနိုင်ပါတယ်။ reputation တစ်ခုတည်းကိုမယုံနဲ့။အန်ရွန်ဟာတစ်ချိန်ကအလွန်နာမည်ကြီးပြီးလူတိုင်းဒီပါယုံကြည်ခဲ့တဲ့ကုမ္ပဏီပါ။ဒါပေမဲ့ brand ကောင်းတာနဲ့ financial health ကောင်းတယ်ဆိုတာမတူပါဘူး။အတွင်းပိုင်းကသတိပေးချက်တွေကိုနားထောင်ပါ။ကုမ္ပဏီတွင်းကလူတွေပြဿနာတစ်ခုကိုသတိပေးတဲ့အခါအဲ့ဒီအတန်ကိုလစ်လို့မရှုသင့်ပါဘူး။တခါတလေကုမ္ပဏီကိုအပြင်ကလူတွေထက်အတွင်းကလူတွေကပိုသိနိုင်ပါတယ်။အမျက်အတွက်အသစ်ကိုမစွန့်လွတ်နဲ့။ကုမ္ပဏီတစ်ခုအတွက်အမျက်ရဖို့အရေးကြီးပါတယ်။ဒါပေမဲ့အမျက်ရဖို့အတွက်အမှန်တရားကိုဖုံးကွယ်လိုက်ရင်ရေရှည်မှာအဲ့ဒီအမျက်ထက်အများကြီးပိုကြီးမားတဲ့ဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်။နိကုံအန်ရွန်ရဲ့ဇလန်ဟာအောင်မြင်မှုကနေကျရှုံးမှုထိအလုံးမြန်မြန်ပြောင်းလဲသွားနိုင်တယ်ဆိုတာပြသပေးတဲ့အကောင်းဆုံးဥပမာတွေကတစ်ခုပါ။တစ်ချိန်က Wall Street ရဲ့အချစ်တော်ဖြစ်ခဲ့တဲ့အန်ရွန်ဟာနှစ်နှဲငယ်အတွင်းမှာပဲအမေရိကန်သမိုင်းရဲ့အထင်ရှားဆုံး corporate scandal တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။အန်ရွန်ဟာကျမတို့ကိုသင်ပေးတဲ့အကြီးမားဆုံးသင်ခန်းစာကတော့အောင်မြင်နေတယ်လို့မြင်ရတာနဲ့တကယ်အောင်မြင်နေတယ်လို့မဆိုလိုပါဘူး။ငွေကြေးစည်းရင်းတွေနာမည်ကြီးတဲ့ brand နဲ့ stock price တွေထက်ပိုအရေးကြီးတာကအမှန်တရားယုံကြည်မှုနဲ့ရေရှည်တည်တံ့နိုင်တဲ့လုပ်ငန်းပုံစံဖြစ်ပါတယ်။ကုမ္ပဏီတစ်ခုဟာအမြတ်ကိုအတူအယောင်နဲ့မြင့်တင်နိုင်ပါတယ်။ stock price ကိုလည်းခဏတာမြင့်တင်နိုင်ပါတယ်။လူတွေကိုလည်းခဏတာယုံကြည်အောင်လုပ်နိုင်ပါတယ်။ဒါပေမဲ့အမှန်တရားကိုတော့အမြဲတမ်းဖုံးကွယ်ထားလို့မရပါဘူး။အန်ရွန်ရဲ့အတက်အကျဇလန်ကစီးပွားရေးလောကကိုအဲ့ဒီသင်ခန်းစာကိုအလွန်နာကျင်စွာသင်ပေးခဲ့တာပဲဖြစ်ပါတယ်။အန်ရွန်ပြိုလဲပြီးတဲ့နောက် CEO ဖြစ်သူ Jeffrey Skilling ဟာကုမ္ပဏီရဲ့ဘဏ္ဍာရေးခြေအနေကိုလှည့်ပြားဖော်ဆောင်မှုတွေနဲ့ဆက်နွယ်ပြီးအမှုရင်ဆိုင်ခဲ့ရပါတယ်။နောက်ဆုံးမှာတရားရုံးကအပြစ်ရှိကြောင်းဆုံးဖြတ်ပြီးထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။